စစ်တစားလူတက်သမားချိုင်နဲ့မစ္စတာဟန်တို့အပါအဝင်စုံထောက်ရိုစီတို့၏အဆုံးစီရင်ခံအားလုံးပဲမင်္ဂလာပါခင်ဗျာရန်တဲ့တမင်တော့ကောစီစဉ်ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလန်လေးကတော့စစ်တစားလူတက်သမားချိုင်နဲ့မစ္စတာဟန်တို့အပါအဝင်စုံထောက်ရိုစီတို့၏အဆုံးစီရင်ခံဆိုတဲ့ဇလန်လေးအကြောင်းပဲဖြစ်ပါတယ်ဇလန်ကိုတော့စစ်တစားကဖူတိုင်းပညာရှင်လူတက်သမားတယောက်နဲ့စတင်ပေးထားပါတယ်အဲဒီစစ်တစားလူတက်သမားရဲ့နာမည်ကတော့ကြိုက်ဖြစ်ပါတယ်ဒီစကားရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ဇလန်ဆာမှာကြိုက်ဟာတူးကျချစ်စနီနဲ့ပျော်ရွှင်စွာနေထိုင်ပြီးအစမြတ်တိုင်းစာအုပ်တွေထဲကတိုင်းစာတွေကိုစနီးမတူကဖတ်ပြကြိုက်ကတိုင်းစာအုပ်တွေထဲကတိုင်းကွက်တွေအတိုင်းနေတိုင်းလိုလေ့ကျင့်ကပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်ဒါပေမဲ့တနေ့မှာတော့ကြိုက်ရဲ့စနီးဟာနာတာရှေယောဂါကိုပြင်းစွာခံစားနေရပြီးစပင်တွေကလည်းသူ့အလိုလိုကြွကြလာခဲ့တာကိုတွေ့တဲ့ကြိုက်ဟာစနီးဖြစ်သူရဲ့ဒီဝေဒနာဆိုးတွေရဲ့နှိမ့်ဆက်မှုကိုမကြည့်ရတော့တာနဲ့အဆုံးမှာတော့သူကိုယ်တိုင်သူ့လက်နဲ့အဆုံးစီရင်ပေးလိုက်ပါဒီလိုနဲ့သူစနီးကိုတက်ပြီးတဲ့နောက်ပိုင်းမှာအစမြတ်တိုင်းပညာတွေတက်မြောက်ထားတဲ့ကြိုက်ဟာစိတ်တဆက်စရိုင်းတွေဝင်လာပြီးအစမြတ်တိုင်းပညာရှင်တွေနဲ့သူလေ့လာလိုက်စားလေ့ကျင့်တက်မြောက်ထားတဲ့တိုင်းပညာတွေနဲ့ရှံဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမတစ်ယောက်ကတော့ပပူပညာမှာရန်ထုချန်တက်မြတ်တဲ့မိုက်ကယ်ဖြစ်ပါတယ်မိုက်ကယ်ဟာပပူထူးတဲ့ပညာရဲ့မှတမကတိုင်းပညာမှာလည်းနာမည်ကြီးသူဖြစ်ပါတယ်ဒီလိုနဲ့မိုက်ကယ်ရှိတဲ့နေရာကိုကြားရောက်လာပြီးတိုင်းပညာရှင်ရှင်နေရင်ကနေမိုက်ကယ်တယောက်အသက်ပါဆုံးလိုက်ရပါတယ်တစ်ဖက်မှာတော့တူတက်မှုတွေကိုစုံစမ်းနေတဲ့နေရာမှာအရင်သူ့ချွန်တက်မြတ်တဲ့ရိုစီဆိုတဲ့ရိပ်မေတယောက်လည်းရှိပါတယ်မိုက်ကယ်တည်ဆုံးသွားတဲ့တဲ့ဟာရိုစီအတွက်အရင်ကိုကောင်းစားခဲ့တဲ့အမှုတစ်မှုအဖြစ်နာမည်ကြီးလာခဲ့ပါတယ်မိုက်ကယ်တုံဆုံးတဲ့တဲ့မပြီးသေးခင်မှာပဲကြိုက်ဟာရုပ်ရှင်နဲ့တိုင်းပညာမှာပါအောင်မြင်နေတဲ့ရိုဘန်ဆိုတဲ့သူနဲ့တိုင်းပညာရှင်ရှင်နေရင်ကနေလူတက်မှုတစ်ခုရိုစီအတွက်တက်ထိုးလာခဲ့ပါတယ်လူတက်မှုဖြစ်ပွားတဲ့နေရာတိုင်းမှာကြိုက်ဟာအမှတ်တတစ်ခုအနေနဲ့ဟက်ဆန်တို့ရဲ့တစ်ခုကိုတာခဲ့လေးရှိပါတယ်ဒီလိုနဲ့လူတက်မှုတစ်ခုဟာတပုံစံတည်းဖြစ်နေခဲ့တာကြောင့်လူတက်တရခင်ကိုရှာဖွေဖန်ဆီးဖို့အတော်လေးခက်ခဲနေခဲ့ပါတယ်လူတက်မှုတစ်ခုရဲ့အဖြစ်ကိုရှာဖွေနေတော့မှာပဲတစ်ဖက်မှာဂျင်းဆိုသူတယောက်ရဲ့အမှုဟာထက်တိုးလာခဲ့ပြင်ပါတယ်ဒီအမှုကိုစစ်ဆေးဖို့တွားနေတဲ့အချိန်မှာရိုစီရဲ့အဖွေးသားတွေအပြင်ကွန်ဖူဆီယာတယောက်ဖြစ်တဲ့မစ္စတာဟန်ဆိုသူတယောက်လည်းလိုက်ပါလာခဲ့ပါတယ်ဒီလိုနဲ့ကြိုက်ဟာအကြီးစားစိတ်တဆက်လူတက်သမားတယောက်အနေဖြင့်နာမည်ကြီးလာခဲ့ပါတယ်လူတက်မှုတွေကိုဆက်စစ်နေရင်ရိုစီရဲ့အဖွေးသားတွေနဲ့မစ္စတာဟန်တို့ဟာကြိုက်ရဲ့အနီနာကအတော်ကြီးတယောက်ရှိကိုရောက်ရှင်းလာခဲ့ကြပါတယ်တော်ကြီးရဲ့ပြုတ်ဖို့ဆိုရင်တော့ကျိုင်းဟာစနည်းဖြစ်သူမရှိတော့တဲ့နောက်ပိုင်းမှာကွန်ပျူတာပညာရက်ကိုအယုံမှုလေ့ကျင့်မှုတွေပြုလုပ်ယုံတမကတာမန်လူတွေမလုပ်နိုင်တဲ့မျက်နှာပေါ်အသားရည်ကျန်းလာစေမဲ့စာချက်တွေကိုလူပြီးကွန်ပျူတာကွက်ပေါင်းများစွာကိုလေ့ကျင့်ခဲ့တယ်လို့ပြောပြလိုက်ပါတယ်တော်ကြီးစကားကိုကြားလိုက်ရတဲ့အခါမစ္စတာဟန်ဟာဒီစိတ်တဆက်လူတက်သမားလို့ခေါ်တဲ့နာမည်ကြီးနေတဲ့ချက်ကိုလွယ်လွယ်နဲ့ကွန်ပျူတာပညာရက်မှာအနိုင်ယူနိုင်မှာမဟုတ်ကြောင်းကိုတီးလိုက်ရပါတယ်ဒါပေမဲ့နောက်တနေ့ညမှာတော့မစ္စတာဟန်တယောက် GB6729 ကားကိုမောင်းနေရင်အလုတ်ကအပြန်လန်းရှိမှချက်ကကြိုဆောင်နေခဲ့ကကွန်ပျူတာပညာချင်းရှင်ဖို့မစ္စတာဟန်ရှိတောင်းဆိုလိုက်ပြီးတိုင်းပညာရှင်ရှင်ပြိုင်နေခဲ့ကြပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတော့တန်ရရနေတဲ့မစ္စတာဟန်ကိုချက်ကတက်ဖို့လုပ်နေချိန်ရူစီရောက်လာပြီးမစ္စတာဟန်ကိုကာကွယ်ပေးခဲ့ပါတယ်ဒီလိုနဲ့စစ်တဆက်လူတက်သမားကြိုက်လဲတေဆုံးသွားပြီးဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်